စိုက်ပြူနေဥယျာဉ်မှုတွေသာသမီဘဝလာပါစေဖို့သူတို့ဘဝတွေကိုဒီလိုအနစ်နာခံတဲ့သူသူနိုင်မရပါလောကသက်ရှိဖျားမိပါပေါင်းတင်ငါဒုတိယနဲ့ပြုစုစိုက်ပြူနေဥယျာဉ်မှုတွေသာသမီဘဝလာပါစေဖို့သူတို့ဘဝတွေကိုဒီလိုအနစ်နာခံတဲ့သူသူနိုင်မရပါလောကသက်ရှိဖျားမိပါဒီကမ္ဘာလောကထဲမှာပေးသက်ခြင်းနဲ့ရှင်သန်နေချီးမြတ်သူတို့နှလုံးသားတွေဘယ်ရာနဲ့မှမနိုင်တာတိုင်းစမရတဲ့ကျင်နာတွေချီးမလေးတော့ကျေးဇူးတွေလောကမှာလေးအမေတွေဆိုတာသာသမီပေါ်ပေးဆိုင်ရင်နဲ့သူတို့ဘဝအတွက်မိကနေရိတ်လို့မှုကဆူလောင်ဖို့ကြောခင်ပြီးသူတွေကဘာညီတုံးဟီလောက်အောင်မိတဲ့မြတ်တရားရှိချစ်တော်လေသာတို့အတွက်ရှိမဖြစ်တော်မီချစ်တော်လေသာတို့အတွက်မရှိမဖြစ်တော်မီဒီလာဖို့ရေလောင်ပေါင်းတင်ငါဒုတိယနဲ့ပြုစုစိုက်ပြူနေဥယျာဉ်မှုတွေသာသမီဘဝလာပါစေဖို့သူတို့ဘဝတွေကိုဒီလိုအနစ်နာခံတဲ့သူသူနိုင်မရပါလောကသက်ရှိဖျားမိပါဒီကမ္ဘာလောကထဲမှာချင်းနဲ့ရှင်သန်နေချီးမြတ်သူတို့နှလုံးသားတွေဘယ်ရာနဲ့မှမနိုင်တာတိုင်းစမရတဲ့ကျင်နာတွေချီးမလေးတော့ကျေးဇူးတွေလောကမှာလေးအမေတွေဆိုတာသာသမီပေါ်ပေးဆိုင်ရင်လည်းသူတို့ဘဝအတွက်မိကနေရိတ်လို့မှုကဆူလောင်ဖို့ကြောခင်ပြီးသူတွေကဘာညီတုံးဟီလောက်အောင်မိတဲ့မြတ်တရားရှိချစ်တော်လေသာတို့အတွက်ရှိမဖြစ်တော်မီချစ်တော်လေသာတို့အတွက်မရှိမဖြစ်တော်မီ